အားလုံးတာဝန်ကြအောင်လုပ်ပေးနေလေဟုတ်တယ်အင်္ဂါမကြော်လေးပဲလုပ်နေဖွဲ့ဝင်အောင်နေလိုက်တော့မဟုတ်သေးဘူးလားလို့မလုံးနဲ့တော့မလုံးနဲ့ညနေရလဲဒါလုံးဝနေလိုက်သမားတွေအကြောင်းမကြောင့်ဖွဲ့ဝင်နေတဲ့သူတွေဒါကျွန်တော်သုံးတလုံးထုတ်ပေးတယ်နေခင်းပေးညနေထွက်ပဲရှင်းတဲ့ဘက်ကလည်းအဲ့လိုပဲနေခင်းပေးညနေထွက်ပဲနောက်ဒါမနေ့ကတော့ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေ share ထုတ်ရမယ်နေပေါ့နော်နော်မနေ့ကကျွန်တော်တို့အဖွဲ့ဝင်တွေတီးပြီနော်မနေ့ကအင်္ဂါနေ့ကကျွန်တော်တို့နေပဲမင်္ဂလာပါရှင်အကိုတဲ့မင်္ဂလာပါဗျကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကဲဝင်လာမယ်နော်ဝင်လာကိုကြီးရဲ့မင်္ဂလာပါရလိုက်တယ်ခွေးလင်းညနေလှသွားပြီဟုတ်ကဲ့ပါတင်းနာလေးကတော့ဒါပွဲဥအစဆိုတော့နည်းနည်းလေးကန်ရတာတစ်မျိုးလေးဖြစ်တယ်ပေါ့ဗျာနော်နက်ဗန်စပြီးတော့ကျွန်တော်အောက်ွက်တွေမိမယ်နော်အောက်ွက်ကဲအားလုံးပဲကျွန်တော်စလိုက်ကြရအောင်ဗျာနော်ကဲအားလုံးပဲဒူးရီလင်းဦးဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကမှအားလုံးပြန်လည်ပြီးတော့ဒီလိုဆိုကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညာချမ်းလေးတော့ပြတ်သွားပြီပေါ့နော်ဒါကျွန်တော်တို့ဒါနေတိုင်းရဲ့ဇာတိုး3ကတော့ဒါလုံးဝနေခင်းပေးညနေထွက်နေကျွန်တော်တို့ဒါလုံးဝ okay မှာစူပြေသွားတယ်ပေါ့ဗျာနော်ကဲကျွန်တော်မနက်ဖြန်25ရက်17လ2025အင်္ဂါနေ့12နာရီတမိတော့ကိုကျွန်တော်ပြောပါတော့မယ်ဒေချာလေးကူးဆိုင်နားထောင်ပေးပါနော်အင်္ဂါနေ့12နာရီတမိနစ်အတွက်ကျွန်တော်ကိုင်မယ်ဝမ်းကြီးလေးကတော့9-3ညဝမ်းကြီးဖြစ်ပါတယ်နော်အင်္ဂါနေ့12နာရီတမိနစ်ကိုကျွန်တော်ကိုင်မယ်ဝမ်းကြီးက9-3ညဝမ်းကြီးဖြစ်ပါတယ်9-3ညဝမ်းကြီးဖြစ်ပါတယ်ကျွန်တော်ကနန်းပြောနေပါပြီဒေချာလေးကူးဆိုင်နားထောင်ပေးပါချောင်းမရေးတယ်ငါလောက်အောင်ပြန်มาတော့ဝင်ခဲ့မယ်ဟုတ်ကဲ့ပါကဲအင်္ဂါနေ့12နာရီတမိနစ်ကိုကျွန်တော်ကိုင်မယ်ဝမ်းကြီးလေးကတော့9-3ညဝမ်းကြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါဤဖုံးမေဆိုတဲ့အကောင့်ပိုင်ရှင်ဟုတ်ကဲ့ပါအလူဝင်ဟုတ်ကဲ့ပါเนาะကျွန်တော်ရေသက်ချတဲ့နေ့ကြားလို့ရှိရင်ကျွန်တော်ပြောပါမယ်မိတ်ဆွေတို့ကလည်းဒီကအဲ့ရနေလိုက်တဲ့ကနေတာရုခေါ်ပေါ့ဗျာเนาะဟုတ်ပြီလားလူတွေတန်းတဲ့လူတွေခြေသူလက်တင်ပါတယ်เนาะတိုင်မင်းတင်ကွက်ပြောမယ်เนาะဟုတ်ပြီလား9-3ညဝမ်းကြီးဖြစ်ပါတယ်နော်9-3ညဝမ်းကြီးမှာကျွန်တော်ကိုလည်းနေ9နဲ့ပတ်သက်တဲ့ကဏ္ဍလေးက9-2-5-4-5-9ဖြစ်ပါတယ်9နဲ့ပတ်သက်ပဲကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေက9-5-4ရယ်9-9ရယ်9-9ရယ်ဖြစ်ပါတယ်နော်9နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးနော်9-5-4-5-9-9ဟုတ်ကဲ့ပါအလူငွေထဲလူတွေကျေးဇူးတင်ပါတယ်သာဓုပါနော်9-3ညဝမ်းကြီး9နဲ့ပတ်သက်တဲ့ကဏ္ဍလေးက9-5-4-5-9-9 9-5-4-5-9-9အဲ့မှာမိတ်ဆွေတို့က9-5-4ရဲ့9-9ရဲ့ကျွန်တော်ကြိုက်တယ်တတိထားနော်နော်ဝမ်းကြီးက9-3ညကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးက9-5-4-5-9-9မှာ9-5-4-5-9တတိထားကောင်းတယ်ပေါ့နော်ဝမ်းကြီးက9-3ည9နဲ့ပတ်သက်တဲ့ကဏ္ဍက9-5-4-5-9-9အဲ့မှာ9-5-4နဲ့9-9နဲ့တတိထားကြိုက်တယ်ပေါ့ဗျာကောင်းတယ်ပေါ့နော်